နိုင်ပွဲပြန်ရှာတွေ့သွားတဲ့ကြားမလေးတို့အသင်းအားလုံးပဲမင်္ဂလာပါဒါတီးတဲ့ကြားရွယ် Facebook YouTube TikTok Channel တွေအားလုံးကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေပြီးခဲ့တဲ့ရက်ပိုင်းမှာပဲအာဆီယံ U19 အမျိုးသမီးချန်ပီယံရှစ်ပွဲစဉ်တွေကိုဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်အုပ်စု A မှာကြားမလေးတို့အသင်းဟာအင်ရှင်ဗီယက်နမ်လာအိုတီမောစတဲ့အသင်းတွေနဲ့တုံးဆွဲကြောက်နေခဲ့တာဖြစ်ပါတယ်အုပ်စု B မှာတော့ထိုင်းအင်ဒိုနီးရှားမလေးရှားကမ်ဘောဒီးယားအသင်းတွေကတုံးဆွဲကြောက်နေခဲ့တာပါဒါချပေးမဲ့ကြားမလေးတို့အသင်းကိုဒီပြကြောဖြစ်တော့တသက်ဝင်းကိုတောင်းဝင်ကိုင်းတွင်နေတာဖြစ်ပြီးတော့တချို့သောကစားသမားလေးတွေကဆိုရင်လည်းပရိသတ်ကြိုက်တဲ့ကစားသမားတွေပါဝင်လာတာကိုတွေ့ရပါတယ်ကြားမလေးတို့တင်ဟာဇွန်လ9ရက်နေ့တုန်းကအင်ရှင်ဘာလချိုက်တို့အသင်းနဲ့ရင်ဆိုင်စားခဲ့ရပြီးတော့ခြေစွမ်းမအရင်မကောင်းတဲ့ဘာလချိုက်တို့ရဲ့အနိုင်ပိုင်းခြင်းကိုခံလိုက်ရတာပါဘာလို့လဲဆိုတော့အဆိုပါပွဲဟာကြားမလေးတို့အနေနဲ့ဗီယက်နမ်ထက်ပို့ပြီးတော့ညံဖြစ်တဲ့လူပေးပုံတွေအသင်းလိုက်စူးစီးမှုအားနည်းခြင်းတွေနဲ့ဂိုးမသွင်းတတ်တဲ့တိုက်စစ်ကစားဟန်တွေအကြောင်းလို့ပြောလို့ရပါတယ်နောက်ပြီးတော့ပြည်တံမောနဲ့အလင်းငိုင်းသွင်းကိုတွေအကြောင်းကြားမလေးတို့ဂူအောင်ခဲ့ရပြီးတော့တာထွာမကောင်းခဲ့တာပဲဖြစ်ပါတယ်တေးပဲခံကစားခြင်းနဲ့စိတ်နဲ့များရင်ဆိုင်ခဲ့သလားဆိုရင်မေးခွန်းတွေကိုပရိသတ်တွေကမေးခဲ့ကြပြီးတော့လူစားလဲမှုတွေကိုလည်းအေးအကြောင်းလုံတဲ့နီးပြရဲ့နီးစနစ်ပိုင်းတွေကိုလည်းပရိသတ်တွေကပထမပွဲမှာဝေဖန်ခဲ့ကြပဲဖြစ်ပါတယ်ဒုတိယမြောက်ပွဲကိုတော့လာအိုနဲ့ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့မှာရင်ဆိုင်ကစားခဲ့တာဖြစ်ပြီးတော့နီးပြအနေနဲ့ဗီယက်နမ်နဲ့ပွဲတုန်းကပွဲထွက်လူစင်းကိုအပြောင်းလဲတချို့ပြုလုပ်သွားခဲ့ပါတယ်ဒါမဲ့လာအိုလိုမူဂျိုအဆင့်ကလေးတွေဟာတားတီးတဲ့ကြားရွေးကြားမလေးနဲ့တွေ့မှာပထမပိုင်းကလေးကဂိုးတွေကိုမျိုးတွေလိုသဘောထားခံခဲ့ရပြီးတော့ဘလို့မှအောင်မရှိနိုင်အောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်ဒေစီပန်းလေးလိုမွေးပြန်းတဲ့ကြားပေါင်းမလေးဒေစီအောင်ကတော့ခြေစွမ်းပြသနိုင်ခဲ့သူဂိုးတွေကိုမျိုးတွေလိုသဘောထားကလာအိုကိုဂိုးပြခြေပြနိုင်ခဲ့ပါတယ်လာအိုနဲ့ပွဲမှာတော့လိုအပ်ချက်တချို့ရှိနေသေးတယ်ဆိုပေမဲ့ကြားပေါင်းမလေးတွေဖြစ်လို့အချိန်ယူပြင်ဆင်အောင်မလေးဖြစ်ပါတယ်နောက်တော့ပိုကောင်းတဲ့နီးပြနဲ့နီးစနစ်တကျလေ့ကျင့်ပြင်ဆင်မယ်ဆိုရင်ဒီကြားပေါင်းမလေးတွေဟာလက်ရွေးစင်မျိုးသမီးအသင်းအတွက်ပါအထောက်အကူဖြစ်မှာတော့တေးကြပါတယ်အုပ်စု A မှာတော့ကြားမလေးအသင်းဟာဗီယက်နမ်ကိုရှုံးပြီးတော့လာအိုကိုနိုင်ရာထအတွက်ဒုတိယနေရာမှာရမှတ်3မှတ်နဲ့ရပ်တည်နေပြီးမနက်ဖြန်မှာတော့ဒီမောကိုမရီမောနိုင်အောင်ဂိုးပြခြေပြတွေနဲ့အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်ဗီယက်နမ်ကတော့နှစ်ပွဲကစားနှစ်ပွဲလုံးနိုင်ထားပြီးတော့အုပ်စုဖို့နဲ့ဆီမီဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်မြန်မာအသင်းကတော့မနက်ဖြန်မှာကစားပဲဒီမောကိုနိုင်ရမှသာဆီမီကိုအပီတီးဖို့အတွက်တက်ရောက်နိုင်မှာပါဒီမောကိုနိုင်ရခဲ့ရင်ကြားမလေးအနေနဲ့ဟိုဘက်အုပ်စုကအုပ်စုဖို့ထိုင်းအသင်းနဲ့သွားပြီးတော့ရင်ဆိုင်ကစားသွားဖို့လည်းရှိနေတာဖြစ်ပါတယ်စုံနေကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ